Arsenal YBS ဘတ်စကာတိုစီကော်နာကွက်ကိုသုံးခဲ့ပေမဲ့ပြန်မဲ့ကမန်ယူဖြစ်နေလို့ Arsenal လိုပဲငိုခဲ့ရတဲ့ Everton ပရိသတ်များအားလုံးပဲမင်္ဂလာပါများ Equus Sports ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေအခုကန်သွားတဲ့ Everton နဲ့ Manchester United တို့ရဲ့ပွဲအဆင့်ကတော့ဘောလုံးကန်တာလားရက်ွက်ထဲကလမ်းဘေးရန်ပွဲလားမကွဲပြားလောက်အောင်ကိုအကျိတ်အနေနဲ့ကြမ်းတမ်းတဲ့ပွဲတွေပါဒါပေမဲ့ Michael Carrick ရဲ့မန်ယူကတော့အရင်လိုပြောညံ့ညံ့အသင်းမဟုတ်တော့ပါဘူးမင်းတို့ကြမ်းရင်ငါတို့လည်းရမ်းမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ Everton ကိုသူတို့အိမ်ကွင်းမှာတင်အပိုင်နှိမ့်နေပြီးအဖိုးတန်၃မှတ်ကိုဂိုးရင်ဝင်ကြွားစွာရောက်ပြသွားခဲ့ပါပြီဒီပွဲမှာ Everton ကသူတို့လဲလှပြီးထင်ပြီး Arsenal ရဲ့မူပိုင် Corner ကန်ဂိုးသမားကိုဝိုင်းပိတ်မယ်ဆိုတဲ့ YBS တိုးစီတဲ့နီးပြာကို copy ကိုပြီးတုံးသွားပါတယ်။ဒါကဘာနဲ့တူလဲဆိုတော့ရုံးစင်းချိန်လှည့်တဲ့မှတ်တိုင်မှာ YBS ဘတ်စကားလာတာနဲ့လူအုပ်ကြီးကတကားဝါကိုအလို့ရဲ့ရုံးကန်တိုးဝေပြီးတက်တယ်လို့မျိုး Everton ကစားသမားတွေကမန်ယူဂိုးရီယာထဲမှာရဲရဲတက်တက်လုပ်ဖို့ကြိုးစားတာပါ။ဒါပေမဲ့ပြိုင်မဲ့ကအရင်လိုလွယ်လွယ်နဲ့အလျှော်ပေးတဲ့အသင်းမဟုတ်တော့ပါဘူး။မန်ယူကန်စစ်က YBS ပဲစားအချမ်းစားကြီးတွေလိုပါပဲ။ဟဲ့လူနောက်ထီတိုးမာလားမတွန့်ရင်ကြုတ်တိုးပြမယ်ဆိုပြီး Everton ကစားသမားတွေကိုပြက်ပြက်သားသားတွန်းထုတ်ရှင်းလင်းပြလိုက်တာပါ။ Arsenal လိုပဲလူများအားကိုးနဲ့ဝိုင်းပိတ်တဲ့နီလန်ကိုသုံးဖို့ကြိုးစားပေမဲ့နောက်ဆုံးတော့ United ရဲ့အမာကျော်တဲ့ခံစစ်ကိုမရှင်းနိုင်လို့ Arsenal လိုပဲတောက်ကပ်ပြီးမျက်ရည်ကျသွားရတာကတော့ Everton ပဲဖြစ်ပါတယ်။သူများဖက်နဲ့ကကိုချရာနဲ့မတော်ဘူးဆိုတာကိုကောင်းကောင်းကြီးသိသွားလာပါပြီ။ Everton ပရိသတ်တွေကတော့ကွင်းထဲမှာအသက်ကုန်အောင်ဟစ်ပြီးဖိအားပေးတယ်။ကစားမတွေကလည်းလူကိုဖျက်ထုတ်တာလားဘောလုံးကိုဖျက်တာလားမသေးကွဲအောင်ကြမ်းကြမ်းတမ်းဝင်ရောက်တိုက်ခိုက်ကြပါတယ်။ဒန်လုံးကြီးဒိုင်းအင်္ဂလန်ကလည်းအဝါကက်ပြဖို့တွန်းဆုံနေတော့ Everton ကပိုပြီးအတင်ရဲလာတာပါ။ဒါပေမဲ့ United ကကြောက်မသွားပါဘူး။လူမိုက်တွေဆွနေတဲ့လမ်းကြားတွေကိုဝင်သွားပြီးအဲ့လူမိုက်ခေါင်းဆောင်တွေကိုပညာသားပါပါနဲ့အကုန်ပက်လက်လန်အောင်ရိုက်ချလိုက်တဲ့ဇလိုက်မင်းသားကြီးတွေလို့မန်က Everton ရဲ့ရုပ်ပိုင်းဆိုင်ရာကြမ်းတမ်းမှုကိုချိန်မုံပြသွားတာပါ။ Everton နောက်ခံလူတာဂေါစကီလိုလူတန်းကြီးဝင်တိုက်တာကို Harry Maguire ကကြောက်ဆောင်ကြီးတစ်ခုလိုတီငိမ့်နဲ့ရင်ကော်ပြီးခံချသွားခဲ့ပါတယ်။မာတီယက်ကွန်ညာနဲ့ Bruno Fernandes တို့ကလည်းပြန်မဲ့ရန်စားမှုတွေကိုနောက်မဆုတ်ပဲဒေါသတကြီးနဲ့ကိုပြန်လဲတုတ်ပြန်ခဲ့ပါတယ်။မန်ဟာဇင်ကန်ကားစီးရမှသဘောကျတဲ့လူတန်းစားမဟုတ်တော့ပဲရှုံးဝက်တဲ့ဆင်းလို့ပြီးအသေးအလဲချားမယ်ပွဲမျိုးမှာလည်းအနိုင်ယူတက်နေပြီဆိုတာကိုပြသလိုက်တာပါပဲ။ပွဲကကျိတ်နေဖြစ်နေတော့ဒုတိယပိုင်းမှာလူစားဝင်လာတဲ့ဗီဂျမင်ရှက်ကိုကပွဲကိုအဆုံးဖြတ်ပေးသွားခဲ့ပါတယ်။ Everton နဲ့တိုက်စစ်စင်မှုရှစ်တလာအချိန်မှာ Brian Mbeumo ကနေရှက်ကိုစီကိုအပြတ်အသတ်လှပတဲ့ဘောလုံးပေးပို့မှုကြီးပြုလုပ်လိုက်ပါတယ်။ရှက်ကိုရဲ့ပြင်းနှုန်းကအမြန်လန်းပေါ်မှာ break ပေါက်ပြီးပြင်းနေတဲ့ Ferrari ပြိုင်ကားကြီးတစ်စီးလိုပါပဲ။ Everton နောက်တန်းကစားမတွေကတော့ထွန်ဆက်အိုကြီးတွေလိုအနောက်ကနေဖုံတလေးလေးနဲ့အီလေးဆွဲပြီးကြံခဲ့တာပါ။ရှက်ကိုကဂိမ်း12လောက်ကနေတောက်လျှောက်ဆွဲပေးသွားပြီးအေးစစ်စစ်ပဲဂိုးပေါက်တဲကန်သွင်းသွားတာဟာတကယ်ကိုကဘာအဆင့်အဆုံးသတ်စွမ်းရည်ပါပဲ။ဇွတ်ကိုမင်းနှဘုံးစွပြနေတဲ့တယောက်နဲ့ကတော့အတော်လေးကိုကွာပါရဲ့ဗျာ။ဒီနိုင်ပွဲကြောင့်မန်ယူဟာရမှတ်48မှတ်နဲ့အမပေးစရာရဲ့အဆင့်လေးနေရာကိုခိုင်မာသိမ်းပိုက်လိုက်နိုင်ပြီဖြစ်ပါတယ်။အောက်ကလည်းလာတဲ့အဆင့်5ကချဲစီနဲ့အဆင့်6ကလီဗာပူးတို့ကို3မှတ်တိတိအမှတ်ဖြတ်ထားနိုင်ခဲ့ပါပြီ။မိုက်ကယ်ကာရီယလက်အောက်မှာUnited အရှုံးပွဲမရှိစံချိန်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ရုံသာမကနိုင်တဲ့ပွဲတွေကိုအသေးလေးရုံးကန်ပြီးနိုင်အောင်ကစားတက်တဲ့စစ်မှန်တဲ့ winning mentality ကိုပါအပြည့်အဝပြသနေပါပြီ။အချောအဖြစ်ပြောမယ်ဆိုရင် Everton သူတို့ရဲ့အိမ်ကွင်းအားသာချက်နဲ့ Arsenal စီကခိုးချထားတဲ့ YBS တိုးစီကော်နာနီးပြူတွေကိုသုံးပြီးမန်ယူကိုအနိုင်ကျင်းဖို့ကြိုးစားခဲ့ပေမဲ့တကယ်လက်တွေ့မှာတော့မန်ယူရဲ့မှာကျော်တဲ့စိတ်ဓာတ်နဲ့တေချာလာတဲ့တမန်တိုင်းစစ်အောက်မှာအရှက်တကွဲပြိုလဲသွားခဲ့ရပါတယ်။အခုတော့ Manchester United ဟာဘလို့အခြေအနေမျိုးဘလို့ကျန်းတဲ့ကွင်းမျိုးမှာမဆိုနိုင်ပွဲရှာဖွေတဲ့ကြောက်စရာကောင်းတဲ့အသင်းကြီးအသင်းအဖြစ်တရားဝင်ပြန်လည်မွေးဖွားလာပြီဖြစ်ကြောင်းပြန်မဲ့တွေကိုသတိပေးလိုက်ရလဲရောက်နေကြောင်းပါအစောကြီးကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ